ကျွန်တော်မိမကသူတငယ်ချင်းလာလေတော့ဝတ်သားတို့ထိုးလေးစားခြင်းနဲ့ဆိုတော့ဝတ်သားတို့ထိုးလေးလုပ်ပေးပြပါတယ်ဝတ်သားတို့ထိုးလေးအများကြီးစားပြီးတော့ဘိုင်းမနာအောင်လို့ Premium တွေလည်းတိုက်လိုက်ရပါသေးတယ်ဝတ်သားတို့ထိုးလို့ဖို့အတွက်တော့ကျွန်တော်ဦးစီပိတ်ရဲ့အသေးကသားအသေးနဲ့အမီးရဲ့အလုံးဦးကြိုကြောက်ကက်နဲ့ဝက်ရိုးနုလေးတွေဝယ်လာခဲ့လိုက်ပါတယ်အရင်ဆုံးဝက်ကလီတာလေးတွေကိုအနှမ်းပြောက်သွားအောင်လို့ရှာလကာကြီးရဲ့စားရဲ့ထည့်ပြီးတော့တေချာလေးတန်းစင်အောင်ဆေးထားလိုက်ပါတယ်ဝတ်သားလေးတွေအနှမ်းပြောက်သွားပြီဆိုရင်တော့ဦးထဲမှာတကြားနှင်းငယ်ထည့်ပြီးတော့အရင်ဆုံးတကြားကိုလော်လိုက်ပါမယ်တကြားလေးတွေရေပြောပြီးအယောင်ပြောင်းလာပြီဆိုရင်တော့ဝက်သားလေးတွေကိုဦးထဲမှာထည့်ပြီးတော့အယောင်လေးလှသွားအောင်လို့ကြော်လိုက်ပါမယ်သားလေးတွေလည်းအယောင်လေးလှသွားပြီဆိုရင်တော့သားတွေအကုန်လုံးကို pressure cooker ထဲမှာပြောင်းထည့်ပြီးတော့နှက်ပွင့်နှဲငယ်ရှောက်ကောလုံးနှဲငယ်နဲ့ဂျင်းကျက်သွန်ဖြူလေးတွေကိုထည့်ထားလိုက်ပါတယ်ပြီးရင်တော့အရသာအတွက်သားနဲ့ကြက်သားမုံလေးထည့်ထားလိုက်ပါတယ်ပြီးရင်တော့ရေနှစ်ခွက်ထည့်ပြီးတော့ pressure cooker နဲ့10မိနစ်လောက်ချက်ထားလိုက်ပါမယ်သားလေးပြုတ်နေတဲ့အချိန်မှာတော့အချင်းလုပ်ဖို့အတွက်မကြီးသီးလေးကိုရေနှဲငယ်နဲ့ microwave ထဲမှာမိနစ်လောက်အပူပေးထားလိုက်ပါတယ်ကြာတန်လေးကိုလည်းရေစိမ်ထားလိုက်ပါတယ်ပြီးရင်တော့အချင်းထဲထည့်ဖို့ကြက်သွန်ဖြူနဲ့ငရုတ်စည်းစိမ်းလေးကိုလော်ပြီးတော့ကြိတ်ထားလိုက်ပါတယ်မျိုးစည်းစိမ်းကြက်သွန်ဖြူကြိတ်ပြီးသွားပြီဆိုရင်တော့မကြီးသီးမဲ့လေးအပူပေးထားတာလေးကိုစကားနဲ့ရေစစ်ပြီးတော့မျိုးစည်းစိမ်းကြက်သွန်ဖြူနဲ့ရောထားလိုက်ပါမယ်ပြီးရင်တော့အချင်းထဲမှာအချိုရသာလေးရသွားအောင်လို့တကြားရည်လေးထည့်လိုက်ပါတယ်အငယ်ရသာအတွက်ကြက်သားမုံလေးထည့်ပြီးတော့အနံလေးမွေးသွားအောင်လို့ရှမ်းနံလေးထည့်လိုက်ပါတယ်အချင်းလေးရပြီဆိုရင်တော့ပြုတ်ထားတဲ့ထဲမှာအသေးရဲ့နှလုံးရဲ့ကြောက်ကက်ရဲ့ကိုအရင်ဆယ်ထားလိုက်ပါတယ်ပြီးရင်တော့ကြံတဲ့ဟာလေးပိုဤသွားအောင်လို့10မိနစ်လောက်ထပ်ထည့်ထားလိုက်ပါတယ်အစံကြော်ဖို့အတွက်တော့ဦးထဲမှာကြက်သွန်ဖြူစီတက်ပြီးတော့ခါကျုံနဲ့ဂေါ်ဘီလေးကြော်ပြီး QC ရဲ့ကြက်သားမုံရဲ့ထည့်ပြီးတော့ကြာတန်လေးထည့်ပြီးတော့ကြာညိုလေးထည့်လိုက်ပါတယ်ကျန်တဲ့အရသာလေးထည့်ပြီးတော့တော့ကြာတန်ကြော်လေးရတော့ပါပြီဒုတ်ထိုးနဲ့ကြာတန်ကြော်ချင်းလေးကုန်ရသွားပြီဆိုရင်တော့ကျွန်တော်စားဖို့အတွက်အကုန်လုံးပြင်လိုက်ပါတယ်ဒီကနေရစားမလာလို့ဒီရောအားပါဒီရောဒီလားဟာမဒီလား